မင်္ဂလာပါခင်ဗျလေကျွန်တော်ဒီတစ်ပတ်မှာတစ်ပတ်စာကလေးနဲ့30ထုတ်လို့ရှိရင်30တဲထွက်ရင်ဘာလာတတ်တယ်ဆိုတဲ့မူလေးကိုပြပေးပါနော်30တဲထွက်လာရင်နဲ့နောက်တစ်ပတ်မှာတဲ့ဘာစင်းကလေးဆိုတော့ကျွန်တော်ကလန်ဒါလေးနဲ့ကြည့်အောင်နော်30တဲထွက်လာလို့ရှိရင်30တဲဒါအပြန်ပေါ့နော်တဲထွက်လာ30တဲထွက်လာတဲ့အချိန်မှာနောက်တစ်ပတ်မှာဘာစင်းလေးဆိုတော့ဒီမှာ3ညပရိတ်စင်းနေတယ်နော်30တဲထွက်ပြီးတော့နောက်တစ်ပတ်မှာ3ညပရိတ်စင်းနေတဲ့ဒီမှာ30တဲထွက်ပြီးရင်နောက်တစ်ပတ်မှာ3ညပရိတ်စင်းနေတဲ့နော်ဒီမှာ30တဲထွက်ပြီးတော့နောက်တစ်ပတ်မှာ3ညပရိတ်စင်းမယ်တဲ့3ညပရိတ်3ခုဆိုပြီးစင်းတယ်နော်တခါဒီမှာ30တဲထွက်ပြီးလို့ရှိရင်နောက်တစ်ပတ်မှာ3ညပရိတ်စင်းမယ်တဲ့ဒီမှာပိတ်ရက်ခံတဲ့အတွက် support ပါတဲ့အတွက်ဒီမှာတရက်ကူးသွားတယ်ဗောနော်နောက်တစ်ပတ်တနင်္လာနေ့မှာကူးသွားတယ်နော်ဒီမှာ30တဲထွက်ပြီးလို့ရှိရင်3ညပရိတ်စင်းတယ်ဒီမှာ30တဲထွက်ပြီးတော့3ညပရိတ်က3ညဘူးဆိုပြီးတန်းစင်းတဲ့အတွက်ဒီဘက်မှာစင်းမသွားဘူးဗောနော်ဒီဘက်မှာစင်းမသွားဘူးဒီဘက်မှာ30ဆိုပြီးတဲလာတယ်အဲ့တဲလာတဲ့အတွက်နောက်တစ်ပတ်မှာဘာလာမလဲဆိုတော့3ညပရိတ်ဗောနော်3ညပရိတ်လာနိုင်တယ်နော်3ညပရိတ်30တဲထွက်ပြီးတော့နောက်တစ်ပတ်မှာဘာစင်းတယ်လဲဆိုတော့3ညပရိတ်စင်းပါတယ်နော်3ညပရိတ်3ညပရိတ်မှာကျွန်တော်တို့ခုနတွေးတဲ့ကမှာ30တဲထွက်ပြီး3ညပရိတ်ဆင်းတဲ့အခါမှာဘာအစင်းများသလဲဆိုတော့နော်3ခုအစင်းများတယ်ပေါ့နော်ည30တဲထွက်ပြီးဒီမှာ3ခုဆိုပြီးဆင်းတယ်နော်နောက်တစ်ခုကဘယ်မှာလဲ30တဲထွက်ပြီးတော့3ခုဆိုပြီးတော့ဆင်းတယ်ကျွန်တော်3ခုကြိုက်တယ်မဟုတ်30တဲထွက်ပြီးတော့ဒီမှာ3ခုဆိုပြီးတော့ဆင်းတယ်နော်30တဲထွက်ပြီး3ခုဆိုပြီးတော့ဆင်းတယ်ဒီမှာလဲ30တဲထွက်လာပြီးတော့အခါမှာဒီမှာ3ခုဆိုပြီးဆင်းတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ဒီမှာ main ကို3ခု main အနေနဲ့ထားမယ်ပေါ့နော်3ညပရိတ်မှာ3ခုက main ပေါ့နော် main 3ခုမှာကျန်တာတွေကရမ်းမယ်ပေါ့နော်3ခု main အနေနဲ့ပေးလိုက်ပါမယ်ဒါ1ရက်နေ့ကနေပြီးတော့မှ4ရက်နေ့အတွက်နော်30တဲထွက်လာရင်3ညပရိတ်ဆင်းပါတယ်3ခုက main အနေနဲ့ပေးပါတယ်ကျန်တာရန်ထိုးမယ်ပေါ့နော်ပရိတ်10ခုလုံးထိုးပါမယ်နော်ပြီးခဲ့တဲ့ဘက်မှာကျွန်တော်3ညပရိတ်ကျွန်တော်မျိုးတွေကျွန်တော်3ညပရိတ်လိုက်ခိုင်းထားရပေါ့နော်3ညပရိတ်ကပြီးရတဲ့ဘက်ကထွက်မသွားဘူး30တဲထွက်တာနဲ့ကျွန်တော်3ညပရိတ်ကိုပေးလိုက်တာပေါ့နော်နောက်ပြီးတော့နောက်တစ်ချက်ရှိသေးတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်ကဒီမှာ6ထိပ်တနင်္လာတောက်ကြအပိန်နေမှာ6ထိပ်ဆိုရင်ဒီမှာ6ပရိတ်လို့ထွက်တယ်ဗျာဒီမှာ9ထိပ်တူတဲ့တော့ဒီမှာ9ပရိတ်လို့ထွက်တယ်3ညထိပ်5ထိပ်လို့တူတဲ့5ပရိတ်လို့ထွက်တယ်3ညထိပ်တူတဲ့အတွက်3ညပရိတ်လို့ထွက်နော်3ညထိပ်လို့တူတဲ့အတွက်3ညပရိတ်လို့ထွက်တယ်ဒီမှာ3ထိပ်လို့တူတဲ့အတွက်3ပရိတ်လို့ထွက်တယ်ဒီမှာခွန်ထိပ်တူတဲ့အတွက်ခွန်ပရိတ်ထွက်တယ်1ထိပ်တူတဲ့အတွက်1ပရိတ်ထွက်တယ်ဆိုတော့ဒီမှာ3ညထိပ်ဟိုပြီးခဲ့တဲ့ဘက်က3ညထိပ်တူတဲ့အတွက်ကျွန်တော်3ညပရိတ်ဆိုပြီးဒီဘက်မှာ3ညပရိတ်ထိုးခိုင်းတယ်ဗောနော်ကျွန်တော်မျိုးတွေ3ညပရိတ်ထိုးခိုင်းတယ်3ညပရိတ်ကဆင်းမသွားဘူးမဆင်းမနဲ့သူကဘာဖြစ်လဲ30ထွက်သွားတယ်30လို့ထွက်သွားတယ်30လို့ထွက်တဲ့ဒါ3ညပရိတ်ပြန်ပြီးတော့ဖြစ်တာဗောနော်ဒါမူရဲ့တစ်ခါတလေမှာနောက်ကျတတ်တယ်လို့ကျွန်တော်ပြောတဲ့အတိုင်းဒါနောက်ကျတာဖြစ်တဲ့အတွက်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ဒါလေးကကျွန်တော်ရောင်းပရိတ်ဗောနော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ဟူးမကျော်မှန်းနဲ့3ညပရိတ်ဆိုပြီးရောင်းပရိတ်3ညပရိတ်လေနော်အဲကြတော့ကျွန်တော်ဒီ3ညပရိတ်လိုက်နေတဲ့အမျိုးတွေက3ညပရိတ်ကြောင့်ရှုံးတဲ့အမျိုးတွေကနော်3ညပရိတ်ကဒါပျောက်တာမဟုတ်ပါဘူးဒါရက်ချင်းလွန်တာဗောနော်ရက်ချင်းလွန်တာလည်းဖြစ်တယ်နောက်တစ်ချက်ကသူက30ထက်ဖြစ်သွားတဲ့အတွက်30လို့နောက်ထပ်ထွက်လာခဲ့တဲ့အတွက်ဟိုက3ညပရိတ်ကပြန်ပြီးတော့လာအောင်မှဖြစ်တဲ့အတွက်နောက်30လို့တဲထုတ်ထားတဲ့အတွက်3ညပရိတ်ဖြစ်တာရဲ့အရင်ဘက်က3ညပရိတ်အကြံရဲ့ဆိုလို့ရှိရင်3ညပရိတ်နဲ့ရှုံးနေတဲ့မျိုးတွေက3ညပရိတ်နဲ့ပြန်ယူပါနော်3ညပရိတ်ပြန်လိုက်လို့ကောင်းပါတယ်3ညပရိတ်ဒီတစ်ပတ်3ညပရိတ်အားကောင်းပါတယ်နော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ဒီ3ညပရိတ်လေးလိုသွားတဲ့အမျိုးတွေပေါ့နော်3ညပရိတ်လိုက်နေမျိုးတွေပြန်ပြီးထပ်ပြီးတော့လိုက်နိုင်ပါတယ်နော်ပြီးခဲ့တဲ့ဘက်က3ညပရိတ်နဲ့ကျွန်တော်ဒီလေးလုံးခွေလေးရောင်းတာပေါ့နော်ဒီလေးလုံးခွေလေးကအင်္ဂါဥမကျော်ရောင်းတဲ့ခွေလေးက2-5ဆိုပြီးတော့အင်္ဂါနေ့မှာထွက်သွားတယ်ပေါ့နော်ဒီအခွေယူတဲ့အမျိုးတွေကတော့အမြဲများရတယ်ပေါ့နော်ခွေယူတဲ့အမျိုးတွေအများရသွားပါတယ်ဆိုတော့ဒါလေးကကျွန်တော်ရဲ့30တဲထွက်လာရင်ထွက်တဲ့မူလေးပါနော်နောက်ထပ်တစ်ခုမူလေးကကျွန်တော်ချအေးမပြီးတော့နော်ချအေးမပြီးတော့
ဒီလေးရှိထွက်လာရင်ဘာလိုက်ရမလဲဆိုတော့မှုလေးပေါ့နော်လေးရှိထွက်လာရင်ဘာလိုက်ရမလဲဆိုတော့လေးရှိလေးအားထွက်လို့ရှိရင်တဲ့သူက3-1နဲ့3အခွေလိုက်ပါတယ်တဲ့3-1နဲ့3အပူးပါခွေဒီမှာ3ဘူးဆိုပြီးတော့ထွက်တယ်နော်ဒီမှာလေးရှိထွက်ထားတယ်3-1နဲ့3အခွေ3-3လို့ထွက်တယ်ဒီမှာလေးရှိဖြစ်တော့ဒါ3-3ဒါဒီနှစ် site ဒါမျိုးကြောင့်ထိုးကောင်းတယ်ပေါ့နော်လေးရှိလေးထွက်တယ်ရှိလေးထွက်တယ်နှစ်ခါထွက်ထားတဲ့အတွက်3-1နဲ့3အခွေရဲ့တေချာဘက်ကိုလာမယ်ပေါ့နော်ဒါရိုက်လို့ကောင်းတဲ့အပတ်မျိုးတွေပေါ့ဒီပတ်တွေမှာဆိုနော်3-3ခွေဒီမှာလေးရှိထွက်တယ်3-1နဲ့3ခွေ3-3လို့ထွက်တယ်2-1လို့ထွက်တယ်3-3လို့ထွက်တယ်3-3ဒီပတ်မှာတော်တော်ထွက်တယ်နော်ဒီမှာလေးရှိလို့ထွက်မယ်3-1နဲ့3အခွေအဲ့တော့နောက်တစ်ပတ်မှာကျွန်တော်လေးရှိလို့ထွက်ပြီးနောက်တစ်ပတ်မှာ3-1နဲ့3ခွေနော်ဒီခုနဒီလေးရှိလို့ထွက်ပြီး3-1နဲ့3ခွေနောက်တစ်ပတ်ရှစ်လေးလို့ထွက်ပြီးတော့3-1နဲ့3ခွေနောက်တစ်ပတ်နောက်တစ်ပတ်မှာဆင်းတယ်နော်ကျွန်တော်တစ်ပတ်ထဲတွေပြနေလေးရှိလို့ထွက်တဲ့ဒါနောက်တစ်ပတ်မှာ3-1နဲ့3ခွေလေးရှိလို့ထွက်တဲ့ဒီပတ်ထဲမှာထွက်ထားပြင်မဲ့နောက်တစ်ပတ်မှာလည်းထွက်တယ်နော်နောက်တစ်ပတ်မှာလည်းထွက်တယ်ရှစ်လေးလို့ထွက်ပြီးတော့ဒါဒီပတ်ထဲမှာထွက်ထားတယ်နောက်တစ်ပတ်မှာထွက်လာကြည့်အောင်3-1နဲ့3ခွေဒီမှာနောက်တစ်ပတ်မှာထွက်တယ်နော်ရှစ်လေးလို့ထွက်တယ်3-1နဲ့3ခွေဒီမှာနောက်တစ်ပတ်မှာ3ဘူး1ဘူးဆိုပြီးထွက်တယ်နော်မြင်ရလားမသိကျွန်တော်နည်းမြန်နေကြလားမသိရှစ်လေးလို့ထွက်တယ်3-1နဲ့3ခွေနောက်ဘက်မှာ3ဘူးလို့ထွက်တယ်ရှစ်လေးလို့ထွက်တယ်1ဘူးလို့ထွက်တယ်3-1နဲ့3ခွေနော်ရှစ်လေးလို့ထွက်တယ်နောက်တစ်ပတ်မှာ3-1နဲ့3ခွေရှစ်လေးလို့ထွက်တယ်နောက်တစ်ပတ်မှာ3-1နဲ့3ခွေတဲ့ဒီမှာဒီတစ်ပတ်မှာပြောက်သွားတယ်နော်ဒီတစ်ပတ်မှာရှစ်လေးလို့ထွက်ပြီးဒီမှာ3-1နဲ့3ခွေကက်ရက်မှာထွက်သွားပြီနောက်တစ်ပတ်မှာနောက်တစ်ပတ်မှာပြောက်သွားတယ်နော်ဒီတစ်ပင်ကဖောင်းပင်ပေါ့ဗျာကဲဒီတစ်ပင်ကဖောင်းပင်ပေါ့နောက်တစ်ပတ်မှာထွက်မလာတဲ့အတွက်ဒီမူတွေကလေဒီဖောင်းပင်ရှိတာကောင်းတယ်ဒီလားဖောင်းပင်ရှိတာဘာကြောင့်ကောင်းတာလဲဆိုတော့ဟိုဒီအပတ်မှာဖောင်းထားတဲ့အတွက်ကိုလာမဲ့ထိုးမဲ့ပတ်မှာမဖောင်းတော့ဘူးပေါ့ဗျာမူတွေကတစ်ခါတလေမှာအဲ့လိုဖောင်းတတ်တယ်ဖောင်းတတ်တဲ့အတွက်ကိုရှိမှာဖောင်းပင်ရှိထားရင်ကောင်းတယ်ကိုထိုးမဲ့အပတ်မှာဖောင်းပင်မရှိတော့အဲ့လိုမျိုးပေါ့နော်မဖောင်းတော့ဘူးပေါ့ဗျာရှစ်လေးရထွက်ပြီးနောက်တစ်ပတ်မှာ3-1နဲ့3အခွေဒီမှာ3ဘူးဆိုပြီးထွက်တယ်ရှစ်လေးလို့ထွက်တယ်နောက်တစ်ပတ်မှာ3-1နဲ့3အခွေ3-2လို့ထွက်တယ်နော်ဆိုတော့ကျွန်တော်တို့ဒီမှာပြီးခဲ့တဲ့ဘက်က4-8ဆိုပြီးတော့ထွက်တယ်4-8ဆိုပြီးတော့ထွက်တဲ့အတွက်ကျွန်တော်နောက်တစ်ပတ်မှာ4-8ရဲ့ဒီနောက်တစ်ပတ်မှာ3-1နဲ့3ခွေထိုးရမယ်ပေါ့နော်ကျွန်တော်ချရေးပြလိုက်ပါမယ်ဘာကြောင့်လဲဆိုတော့မျိုးတို့မေးနေမှာဆိုလို့ပေါ့နော်4-8လို့တဲ့4-8အားထွက်ရင်နောက်တစ်ပတ်မှာ4-8လို့အားထွက်တာနဲ့တဲ့နောက်တစ်ပတ်မှာအခွေပေါ့နော်၄လုံးခွေ3-1နဲ့3အပူးပါခွေပေါ့နော်အပူးလေးတွေလည်းထွက်တယ်နော်ပြီးခဲ့တဲ့ဘက်ကအပူးမထွက်တဲ့အတွက်အပူးလည်းထည့်ပြီးတော့ထိုးပါနော်အပူးပါခွေဆင်းနေပေါ့နော်ဆိုတော့ဒါဒီတပတ်စာအတွက်ကျွန်တော်ရဲ့ဒါမူ2ခုချပြတာပေါ့နော်ကျွန်တော်ရဲ့မူလေး2ခုချပြတာပါဒီမူ2ခုကိုလိုက်ရင်လည်းမျိုးတို့ပေါက်သီး2ကြိမ်စာပေါ့နော်ပေါက်သီး2ကြိမ်စာရမယ်ပေါ့နော်ဒါလေးကမူလေးပြတာပါကျွန်တော်တပတ်စာကတ်လေးလည်းပြပေးမယ်ပေါ့နော်တပတ်စာကတ်လေးပေါ့နော်တပတ်စာမွေးကတ်လေးကဘာလဲဆိုတော့4ရက်ညနေ4ရက်နေ့ဒီဥမကျော်ပတိက2ပါဥမကျော်ပတိ2မပြောပရိတ်ကခွန်8ပရိတ်ကွန်ဘရိတ်ရှိပရိတ်ကဘာကြောင့်ပေးလဲဆိုတော့ကွန်ဘရိတ်ရှိပရိတ်ကပိတ်ရရှိတဲ့ဘက်တွေမှာကွန်ဘရိတ်ရှိပရိတ်မပြောက်ဘူးတဲ့ကျွန်တော်ဗီဒီယိုဖိုင်ရှည်သွားမှဆိုလို့ကလန်နာနဲ့စစ်မပြတော့ဘူးပေါ့နော်အမျိုးတို့ကလန်နာနဲ့စစ်ကြည့်ပေါ့နော်9လုံးခွေရတော့96ခွန်8ကိုခွေ9လုံးခွေကပြီးခဲ့တဲ့ဘက်ကပြဘူးတယ်နော်ဒီတောက်ကြနေကိုယူပြီးတော့ထိုးတော့တောက်ကြနေမှာ96ဖြစ်တဲ့အတွက်96ဆိုတော့5ပရိဖြစ်တဲ့အတွက်96ခွန်8ကို96ခွန်8ကိုဒီကောင်တော့အပူးမပေါဘူးပေါ့နော်96ခွန်8ကို9လုံးခွေဖြစ်တဲ့အတွက်အပူးပါထိုးရရင်တော့တော်တော်များသွားမှာတော့ဒီကောင်အပူးမပေါဘူးပေါ့နော်96ခွန်8ကို9လုံးခွေဒါဒီတပတ်တော့တပတ်စာအထီကီးလေးကျွန်တော်တိုးလာပါရေပေါ့နော်ဒါအပြီးခဲ့တဲ့ဘက်ကလည်းတပတ်စာအထီကီးလေးကျွန်တော်ပေးမလို့ဒါပေမဲ့စောင့်ကြည့်နေတာပေါ့နော်တပတ်စာပြီးခဲ့တဲ့ဘက်ကမှန်းတယ်
မှန်တော့ဒီဘက်ပေးပါတယ်နှစ်ခွန်လေးကြီးတပတ်စာအထိကြီးပေါ့နော်နေတိုင်းထိမဲ့ကြီးပေါ့ဒီတစ်ပတ်ကပေးရက်ပါပါတယ်ဒီတစ်ပတ်ပေးရက်ပါတဲ့အတွက်အားလုံးပဲပေါ့နော်တတိလေးနဲ့ထားပြီးတော့မှအစောကြပါနော်ဒီတစ်ပတ်မှာကျွန်တော်ပြီးဒီတစ်ပတ်ရောင်းမဲ့ဒီဘက်လည်းရောင်းရရှိပါနော်ဒီတစ်ပတ်ရောင်းရကတော့ကျွန်တော်ပတ်တီးရောင်းမယ်နော်ပတ်တီးရောင်းမယ်ဗရိတ်ရောင်းမယ်ပေါ့ဒီတစ်ပတ်ကလည်းနော်ပတ်တီးရောင်းမယ်ဗရိတ်ရောင်းမယ်ရောင်းပတ်တီးတစ်မျိုးကိုကျွန်တော်တို့လက်ငင်းဆို1000ကျပ်ပါနော်ဒီမှာပတ်တီးယူမယ်ဆိုလဲ1000ဗရိတ်ယူမယ်ဆိုလဲ1000ပေါ့နော်တရက်နေ့ကနေပြီးတော့မှတရက်နေ့ဒီပတ်တီးယူမယ်ဆိုရင်1000ကျပ်ဗရိတ်ယူမယ်ဆိုတော့1000ကျပ်ပါနော်တချို့မိတ်ဆွေတွေပေါက်ပေးမရဘူးလားဆိုတော့မေးထားတဲ့အတွက်နော်ပေါက်ပေးဆိုရင်တော့ကျွန်တော်3000ကျပ်ပါဗျာနော်ပေါက်ပေးဆိုရင်တော့3000ကျပ်ပါအားလုံးပဲ Viber ကိုပဲဆက်သွယ်ပါတော့နော်ဒါလေးကျွန်တော်ရဲ့ Viber ဖုန်းနံပါတ် Viber 899335 899335ကိုပဲဆက်သွယ်ပါတရက်နေ့ကနေပြီးတော့4ရက်နေ့ထိတဲ့ကျွန်တော်ရဲ့ပတိနဲ့ဗရိတ်နဲ့နော်ပတိနဲ့ဗရိတ်နဲ့ရောင်းပါမယ်တစ်မျိုးကိုလက်ငင်းဆို1000ပါနော်ပေါက်ပေးလို့ခြင်းတဲ့မျိုးတွေတက်ပေါက်ပေးရတော့3000ကျပ်ပေါ့နော်ပေါက်ပေးရတစ်မျိုး3000ကျပ်ပေါ့နော်ကျွန်တော်ရဲ့ဒီပတ်တီးနဲ့ဂရိတ်နဲ့နော်ရောင်းပတ်တီးရောင်းပရိတ်ကိုမဝင်နိုင်တဲ့အမျိုးတွေကတော့ဒီကျွန်တော်ရဲ့ဒီတပတ်စာကလေးနဲ့အဆင်ပြေပါတယ်ဗျနော်တပတ်စာကလေးကိုပဲအားထားပြီးတော့မှထိုးရင်လည်းရပါတယ်နော်ဒါလေးကတပတ်စာကလေးပါဒီဘက်ကဒါလေးကတော့မူလေးပေါ့နော်ဒါလေးကလည်းတပတ်စာမူလေးပေါ့နော်30တဲထွက်ရင်ဒုံရပရိတ်ဆင်းမယ်48ထွက်ရင်3 ပူပါကိုထွက်မယ်နော်ဆိုတော့အားလုံးပဲကံကောင်းကြပါလိမ့်မယ်နော်ကျွန်တော်ဗီဒီယိုဖောင်ရတော့ဒီလောက်ပါပဲနော် like and subscribe လေးလည်းလုပ်ပေးကြပါအောင်နော်